ဘဝတသက်တာစုဆောင်းထားတဲ့ငွေကြေးနဲ့ဝယ်ယူခဲ့တဲ့အိမ်မက်ထဲကအိမ်လေးဒါပေမဲ့မမျှော်လင့်မဲ့ဖျက်ဆီးခံရတာမိဘေးအန္တရာယ်ကြုံတွေ့ရတာဒါမှမဟုတ်2025 March 28တုန်းကလိုငလျင်တဲ့ကြောင့်မို့လို့အခန်းနရံနေအကွဲပျက်စီးတာမျိုးကြုံတွေ့ရတဲ့အခါကိုပိုင် house insurance မရှိတဲ့အတွက်ကြောင့်မို့လို့ပျက်စီးဆုံးရှုံးမှုတန်ဖိုးပတ်သိန်းနဲ့ချီပြီးတော့ကိုပိုင်ပတ်စံနဲ့စိုက်ပြင်ခဲ့ရတာမျိုးကြုံမှုကြလားဒီလိုမဖိတ်ခေါ်ပဲရောက်လာတတ်တဲ့စိုးရိမ်ပူပန်မှုတွေကင်းဝေးဖို့နဲ့မိတ်ဆွေတို့ကိုစားတာဝန်ယူပေးမယ်စိတ်ချရဆုံးနဲ့အတန်ဆုံး promotion တွေကိုရမုံတို့ရဲ့အန္တနာထိုင်တဲ့ estate ကနေစတင်လိုက်ပါပြီကိုနိုဝယ်တာပဲဖြစ်ဖြစ်လုံးချင်းအိမ်ဝယ်တာပဲဖြစ်ဖြစ်ကိုဝယ်လိုက်တဲ့ဒီအိမ်တန်မိုးအလိုက်ဘတ် 1.5 တန်းကနေ9တန်းထိဆိုရင်တစ်နှစ်ဘတ်9တန်းနဲ့10တန်းထိဆိုလို့ရှိရင်2နှစ်ဘတ်10တန်းအထက်ဆိုလို့ရှိရင်3နှစ်အထိကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအပြည့်အဝကာကွယ်ပေးမယ် all in one premium house insurance ကိုအခမဲ့ပေးရတော့မှာပဲဖြစ်ပါတယ်ဒီ all in one premium house insurance မှာဆိုရင်မိတ်ဆွေတွေရဲ့ပိုင်ဆိုင်မှုတွေကိုစိတ်အေးရစေဖို့မီးဘေးရေဘေးနဲ့ငလျင်ဘေးပါဝင်တဘာဝပေးရနေရတွေဖောက်ထွင်းဝင်ရောက်မှုကြောင့်ဖြစ်ပေါ်တဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့ဖျက်ဆီးခံရမှုတွေကိုအလုံးစုံကာကွယ်ပေးမယ့်အချက်အလက်တွေပါဝင်မှာပဲဖြစ်ပါတယ်ဒီ promotion ကာလကိုတော့2026ဇွန်လ1ရက်နေ့ကနေပြီးတော့မှဒီဇင်ဘာလ31အထိသတ်မှတ်ထားပါတယ်ရှင်ဒီကာလအတွင်းမှာ sale and purchase agreement မှာလက်မှတ်ထိုးတဲ့မိတ်ဆွေတိုင်းကဒီ promotion ကိုရရှိမှာပဲဖြစ်ပါတယ် property ဝယ်ယူပြီးလို့ ownership transfer ပေးတာနဲ့စိတ်ချရတဲ့ partner insurance company တွေနဲ့စနစ်တကျချိတ်ဆက်ပြီးတော့ဒီအမခံကာလကစတင်အသက်ဝင်လာမှာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုအပြည့်အဝကာကွယ်ပေးနိုင်မယ့် promotion ရှိနေတော့မှရမုံတို့ရဲ့အနန္တထိုင်လန် estate နဲ့အတူအိမ်ဝယ်ရင် all in one premium house insurance ကိုပါတစ်ခါတည်းရနိုင်မှုအတွက်ရမုံတို့ကိုအခုပဲဆက်သွယ်လိုက်တော့နော်ဒီလိုဘယ်မှာမှမရရှိနိုင်သေးတဲ့အမခံချက်ပြပေးနိုင်ပြီး project viewing ကနေစပြီးတော့အမိပေါက်ရတဲ့အထိတရားဝင်နည်းလမ်းနဲ့ one stop service ဆောင်ရွက်ပေးနေတယ်ကျမတို့ရဲ့အနန္တထိုင်လန် estate နဲ့အတူလက်တွဲဖို့ထိုင်းနိုင်ငံမှာအိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုစိတ်ဝင်စားတဲ့လူကြီးမင်းတို့ကိုဖိတ်ခေါ်ပါရစေရှင်